ကိုတရားအထုတ်တယ်ဆိုတာတမာရီရယုံလေးကြီးပဲတရားထိုင်နေတမာရီတော့ပဲလာမှပြီးရင်ထားလိုက်ရင်ပျောက်သွားပြန်ပျောက်သွားမှာပဲနော်ထွက်လေဝင်လေမှတ်ပြီးပျောက်သွားဒါမှမဟုတ်ရိတ်တာတွေခေါက်ခေါက်ဘလောက်ဝင်ညံမဖြစ်တာတွေအများကြီးဖြစ်တယ်အသိဉာဏ်မဖြစ်ဘူးလေတမာရီဖြစ်ုံလေးလောက်တင်ကြိုးစားရင်တမာရီပဲဖြစ်တမာရီဆိုတာထားလိုက်တာနဲ့ပျောက်သွားအိမ်ရောက်တော့ဒုံရင်ဈေးထဲရောက်တော့အရင်ပုံစံနော်လူကြားတဲ့ဝင်တော့လည်းပဲဒီအတိုင်းပဲအဲ့လိုတွေဖြစ်တာအဲ့လိုမဖြစ်ရအောင်ခုနတမာတိဆိုတာဖြုတ်လိုက်တာနဲ့တန်းဖြုတ်လိုက်တာနဲ့အရင်ဒုံးဆိုင်လိုက်ပြန်ဖြစ်သွားဒါဟုဇန်လျှောတယ်ဆိုတာကြားဘူးရတယ်မဟုတ်လားတမာတိဆိုတာလျှောတယ်ပညာကြတော့အဲ့လိုမဖြစ်တော့ဘူးဥမာမဲ့ဝိပဿနာဉာဏ်နဲ့စဉ်းကျင်စဉ်းစားထားတဲ့ပုဂ္ဂိုလ်တရားဟာဈေးရောက်လဲဒီအတိရရှိတယ်အိမ်ပြန်ရောက်လဲဒီအသိရှိတယ်လူကြားတဲ့ဝင်လဲဒီအသိရှိတယ်အလုံးဟာမြင်သမျှအရာတွေအလုံးတစ်ခုမှမမြဲဘူးဆိုတာကိုသဘောပေါက်နေတယ်ကြားသမျှအတန်တွေလဲတစ်ခုမှမမြဲဘူးဆိုတာသဘောပေါက်နေတယ်ကြားလိုက်လို့သိလိုက်တဲ့အသိဟောနှစ်ခုစလုံးဟာအဲ့ဒီလိုအာယုံစိတ်ရောနှစ်ခုဟာပြိုင်လို့ပြက်နေတယ်ဆိုတာကိုစေးတဲ့သွားအရက်ထဲသွားအဲ့ဒီအတိကြီးဖြစ်နေမှာပဲဖြစ်တယ်ပေါ့တတိတံစဉ်အဲ့ဒီလိုဖြစ်နေပြီဆိုမှတရားလို့နော်တရားရပြီလို့ပြောလို့ရမှာလို့ဆိုကိုယ့်ကိုသောတာပန်ထင်လို့ထင်ဟိုဟာထင်လို့ထင်လက်မှတ်တော့ယူထားရမှာပေါ့အဲ့တော့အတိချင်းဟာဗြဟ္မာကွဲပြားခြားနာတယ်လို့အဲ့တော့မြတ်စွာဘုရားကအခုလို့တရားဓမ္မကိုကျင့်ကြိုးကိုအထုတ်တဲ့ယောဂီပုဂ္ဂိုလ်တွေအနေနဲ့အမြဲတမ်းမဲ့ဒီတိုင်းရှုမှတ်နေရမှာလားနော်မရှုမှတ်ဖဲနဲ့လွတ်ထားလို့ရှိရင်ရောဘာဖြစ်လဲဘယ်လိုပြောင်းလို့ရမလဲပို့ပြီးတော့ရေးကြည့်တယ်တရားစခန်းဝင်တယ်ဆိုလဲအချိန်မောင်းစခန်းမောင်းလည်းများတယ်အချိန်လည်းများတယ်စခန်းမောင်းများအချိန်မောင်းများတဲ့ကဝိတ်တက်လာတာပဲရှိဘာလို့လို့ဆိုတချို့ကာတုံးအတောင်ရေးထားတယ်တရားစခန်းတစ်လဝင်လာတစ်ပေါင်တက်လာဆိုအဲ့ဒါမျိုးကောင်းဖြစ်တယ်ပေါင်လေးတက်လာစားရအိတ်ထားငြိမ်တာနဲ့ပဲပေါင်လေးတက်လာခွင့်အဲ့ဒါလို့တော့မဖြစ်စေသင့်ဘူးပေါ့နော်မဖြစ်စေသင့်ဘူးပေါင်မတက်ရဘူးအသိဉာဏ်ပဲတက်ရမယ်